Hello everyone, we are Digital Literacy Project Team 1 from Myanmar Nui University. ဘယ်မင်္ဂလာပါခင်ဗျာကျွန်တော်တို့ကတော့မြန်မာ့နယ်အိုး University မှာ Digital Literacy Project Team 1ပဲဖြစ်ပါတယ်ခင်ဗျာဒီကနေ့မှာတော့ကျွန်တော်တို့ team အနေနဲ့ Digital ခက်အတွင်းမှာကျွန်တော်တို့အားလုံးနဲ့သက်ဆိုင်ပြီးအရေးကြီးတဲ့ Digital Footprint အကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Digital Footprint ဆိုတာဘာလဲဘာကြောင့်အရေးကြီးရလဲနဲ့ Digital Footprint ကောင်းတစ်ခုကိုဘယ်လိုတည်ဆောက်သွားကြမလဲဆိုတာကိုအတူတကွဆက်လက်ပြီးမှလေ့လာကြည့်ကြရအောင်ပါလားခင်ဗျာ Digital Footprint ဆိုတာကျမတို့အင်တာနက်ပေါ်မှာပြုလုပ်ခဲ့တဲ့လုံဆောင်ချက်တွေကြောင့်စမ်းရခဲ့တဲ့ Digital မှတ်တမ်းတွေကိုစုလုပ်ပါရရှင် Social media မှာ post တင်တာ comment ရေးတာ like နေတာ share ပြုလုပ်တာ website တွေမှာဝင်ရောက်ကြည့်ရှုတာစတဲ့လုံဆောင်ချက်တိုင်းဟာ digital ခြေရာတစ်ခုဖြစ်ကျန်ရှိနေပါတယ် Digital Footprint ကို Active Digital Footprint နဲ့ Passive Digital Footprint ဆိုပြီးတစ်မျိုးခွဲခြားနိုင်မှာဖြစ်ပါရဲ့ရှင် Active Digital Footprint ဆိုတာကိုယ်တိုင်ရွေချက်ရှိပြုလုပ်တဲ့လုံဆောင်ချက်တွေဖြစ်ပြီးတော့ social media မှာ post တင်တာ comment ရေးတာဓာတ်ပုံနဲ့ဗီဒီယိုတွေမျှဝေတာစတာတွေပါဝင်ပါတယ် Passive Digital Footprint ဆိုတာကတော့ကိုယ်တိုင်သတိမထားမိလိုက်ပဲကြံရစ်သွားတဲ့အချက်လက်တွေကိုဆိုလိုပါတယ်ဥပမာ website တွေဝင်ရောက်ကြည့်ရှုတဲ့မှတ်တမ်းတွေ location data တွေ cookie တွေစတာတွေဖြစ်ပါတယ်ကောင်းမွန်တဲ့ digital ခြေရာတစ်ခုဟာပညာရေးအလုပ်ကိုင်ခွင့်လန်းနေနဲ့ကိုယ်ပိုင်ဂုဏ်သတင်းတွေကိုမြင့်တင်ပေးနိုင်တာကြောင့်ကျမတို့ရဲ့အနာဂတ်ပေါ်တရားမှုရှိနိုင်ပါတယ်။ဒါကြောင့်ကောင်းမွန်တဲ့ digital ခြေရာတစ်ခုတည်ဆောက်နိုင်ဖို့လှုပ်ဆောင်ချက်တိုင်းကိုတတိရှိရှိဆောင်ရွက်သင့်မှုလိုအပ်ပါတယ်။ဒါဆိုဘယ်လိုတွေဆောင်ရွက်သင့်လဲ Privacy setting တွေကိုစနစ်တကျအသုံးပြုပါ။ကိုရေးကိုယ်တာအချက်လက်တွေကိုအလွယ်တကူမမျှဝေပါနဲ့။ online ပေါ်မှာတာဝန်ယူမှုရှိတဲ့အသုံးပြုသူတဦးဖြစ်ပြုမှုနေထိုင်ပါ။ဒါကြောင့်မနှိပ်ခင်စဉ်းစားပါ။မတင်ခင်စဉ်းစားပါ။မမျှဝေခင်စဉ်းစားပါ။ကလစ်တစ်ချက်စီတိုင်းကအရေးပါပါတယ်။ post တစ်ခုစီတိုင်းကသင်အကြောင်းကိုပြောပြနေပါတယ်။ရွေးချယ်မှုတိုင်းကသင်အနာဂတ်ကိုပုံဖော်နေပါတယ်။ခေါ်ယူနိုင်မဲ့ digital ခြေရာတစ်ခုကိုဖန်တီးကြည့်ကြပါစို့ ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးမိမိတို့အတွက်အကျိုးကျေးဇူးတရားရရှိမယ်လို့မျှော်လင့်ပါတယ်ရှင်ကြည့်ရှုခဲ့သောတအုပ်တယောက်ချင်းစီတွေကိုကျမတို့ Digital Literacy Project Team 1မှာအဲ့ဒီလေးကျေးဇူးတင်အပ်ပါတယ်ရှင်